ကင်မရာတွေထဲမှာတော့ပူတင်ကိုမြင်တွေ့နေရတော့ပါပဲအစည်းအဝေးတွေလုပ်တယ်လက်ဆွဲနှုတ်ဆက်တယ်အရာရာကိုထိန်းချုပ်ထားတယ်ဒါမဲ့ရောဘတ်ထောက်လိုင်းတွေရဲ့အဆိုအရတော့အဲ့ဒါကပူတင်တကယ်ရှိနေတဲ့နေရာမဟုတ်ပါဘူးသူဟာမြောက်ဘုံကိုကျင်းတဲ့ထဲမှာယူကရိန်းကိုပုံရှောင်နေတာမဟုတ်ပဲသူ့ရဲ့နိုင်ငံရဲ့ထက်တန်းလော်အတိုင်းဝိုင်းတွေကိုပုံရှောင်နေရတာပါခရမ်လင်နဲ့တော့ထဲမှာသူ့ကိုအသေးသက်ချင်နေတဲ့သူရှိနေပါတယ်အဲ့လိုကဘယ်သူလဲဆိုတာကိုပူတင်မသိပါဘူးရုရှားရဲ့လောလောတဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ Important Stories ကနေထွက်ပေါ်လာတဲ့သတင်းတွေအရရုရှားသမ္မတဗလာဒီမာပူတင်ဟာရုရှားရဲ့နိုင်ငံရဲ့ထက်တန်းလော်တွေကြားကနေအတွင်းပိုင်းအာဏာသိမ်းဖို့ကြိုးပမ်းလာနိုင်ခြင်းနဲ့လှုပ်ကြံခံရနိုင်တဲ့ချင်းချောက်မှုတွေကိုပိုပြီးစိုးရိမ်လာတဲ့အတွက်သူ့ရဲ့ကိုရဲကိုယ်တာလုံခြုံရေးစီမံတွေကိုအကြီးအကျယ်တိုးမြှင့်လိုက်တယ်လို့ဆိုပါရယ်အမြင်ဖော်လို့တဲ့ဥရောပသမဂ္ဂထောက်လှမ်းရေးအေဂျင်စီတစ်ခုကိုကိုးကားထားတဲ့အဲ့ဒီအစီရင်ခံစာအရပူတင်ဟာသူပုံမှန်နေထိုင်လက်ရှိတဲ့နေအိမ်တော်တော်များများကနေထွက်ခွာလာခဲ့ပြီးအခုဆိုရင်လုံခြုံရေးတင်းကျပ်ထားတဲ့မြောက်ဘုံကိုကျင်းတွေထဲမှာပဲအချိန်အကြာကြီးနေထိုင်အလုပ်လုပ်နေတယ်လို့သိရပါတယ်2026ခုနှစ်မေလအစောပိုင်းကတည်းကခရမ်လင်နဲ့ဗလာဒီမာပူတင်တို့ဟာအရေးကြီးတဲ့သတင်းအချက်အလက်တွေပေါက်ကြားသွားမှာကိုစိုးရိမ်နေခဲ့ကြသလိုတချိန်တည်းမှာပဲရုရှားသမ္မတကိုစက်ကြိမ်မဲ့ပူးပေါင်းကြံစည်မှုဒါမှမဟုတ်အာဏာသိမ်းဖို့ကြိုးပမ်းလာမယ့်အန်ဒီကိုပါစိုးရိမ်နေခဲ့ကြတာပါအထူးသဖြင့်ရုရှားနိုင်ငံရဲ့ထက်ထန်လော်ထဲကလူတွေကသူ့ကိုလှုပ်ကြံဖို့အတွက် drone တွေအသုံးပြုလာနိုင်ခြေကိုသူကစိုးရိမ်နေပါတယ်ခရမ်လင်ရဲ့စိုးရိမ်ပူပန်မှုဟာယူကရိန်းစစ်ပွဲနဲ့ဆက်ဆက်နေတဲ့ပြင်ပချင်းချောက်မှုတွေပေါ်မှာပဲဗဟိုပြုနေတာလည်းမဟုတ်ပါဘူးရုရှားရဲ့အာဏာဖွဲ့စည်းပုံအတွင်းကမတည်ငြိမ်မှုတွေပေါ်ကိုပါပိုပြီးအာရုံစိုက်လာနေတယ်လို့သတင်းကဆိုပါတယ်ဗလာဒီမာပူတင်ဟာသူဘယ်နေရာမှာရှိနေတယ်ဆိုတာကိုဘယ်သူမှခြေရမခံနိုင်အောင်ရုရှားနိုင်ငံနဲ့မှာတပုံစံတိတူတဲ့ရုံးခန်းသုံးခုကိုတိစောက်ထားတယ်လို့သိရပါတယ်ခရမ်လင်နဲ့တော်ကနေဘက်ပြောက်ခေါ်လုံလာသူအစင်းမြင့်အရာရှိတူဖြစ်တဲ့ဂလက်ကာရာဂူလော့ဖ်ရဲ့အဆိုအရဒီအနာရှင်ဟာသူလှုပ်ကြံခံရမှာကိုပိုပြီးကြောက်ရွံ့လာတာကြောင့်အလွန်စနစ်ကြတဲ့လုံခြုံရေးအစီအမံတွေပါဝင်တဲ့မြေအောက်ဘုတ်ကိုကျင်းနန်းတော်သုံးခုကိုဖန်တီးထားတာဖြစ်ပါတယ်အသက်35နှစ်အရွယ်ရှိပြီဖြစ်တဲ့ကာရာဂူလော့ဖ်ဟာပူတင်ရဲ့အထုကိုရတော်တပ်ဖွဲ့မှာအရာရှိတူအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့အော်တိုဘာလကမှသူ့ရဲ့ဇနီးသမီးတို့နဲ့အတူမော်စကိုမြို့ကနေထွက်ပြေးလွတ်မြောက်လာခဲ့တာပါကာရာဂူလော့ဖ်ကပူတင်ဟာရုရှားနိုင်ငံနဲ့မှာတပုံစံတိတူတဲ့အစည်းအဝေးခန်းမတွေကိုဖန်တီးထားတယ်လို့ဆိုပါတယ်စီပီတာစပက်ကပူတင်ရဲ့နေအိမ်မှာတစ်ခုပင်လယ်နက်ကမ်းခြေကဆိုချီမှာတစ်ခုနဲ့မော်စကိုမြို့ပြင်ကနိုဗိုအာဂရိုဗိုမှာတစ်ခုစုစုပေါင်းရှုပ်ဝဲရုံခန်း၃ခုရှိပါတယ်ဒီရုံခန်း၃ခုစလုံးဟာတစ်ခုနဲ့တစ်ခုတစ်ထက်တည်းကြောက်ပုံတူကူးထားတာဖြစ်ပြီးအတွင်းထက်မှာတော့အနည်းဆုံးလိုအပ်တဲ့ပစ္စည်းတွေကိုပဲထည့်ထားပါတယ်ပူတင်ရဲ့ရုံခန်းအတွင်းပိုက်တဲ့ပုံတွေအရကြီးမားတဲ့တစ်သားစပွဲကြီးပေါ်မှာကောင်းနှလုံးပါတဲ့ရာချာလင်းယုံတစိတ်ထွင်ထူထားတဲ့သမ္မတသုံးခဲတဲ့ထက်ခွက်တစ်ခုရှိနေတာကိုတွေ့ရပါတယ်။အဲ့ဒီခွက်ထဲမှာတော့ကွန်ပျူတာစကရီနဲ့ကီးဘုတ်ဘဲမှာအဖျားကိုအတိအကျခြုံထားတဲ့ခဲတဲ့16ထည့်ထားပါတယ်။ပူတင်ရဲ့ဘဲဖက်ဘဲမှာတော့ဖုန်းအဟောက်ပုံစံအဖြူရောင်ဖုန်းသုံးလုံးနဲ့မိုက်ခရိုဖုန်းတစ်ခုရှိနေပြီးအဲ့ဒီကနေတစ်ဆင့်နိုင်ငံတွင်းနဲ့နိုင်ငံတကာစီးပွားရေးအုပ်ချုပ်ရေးကိစ္စတွေကိုဆောင်ရွက်တယ်လို့သိရပါတယ်။ဒါအပြင်သမ္မတရဲ့ထိုင်ခုံနောက်မှာရုရှားနိုင်ငံတော်အလံကိုလည်းထောက်ထားပါတယ်။ဒီရုံးခန်းသုံးခုစလုံးဟာပဒင်းပေါက်မရှိတဲ့အခန်းတွေဖြစ်တာကြောင့်ဒီအာဏာရှင်ဟာအချိန်မရွေးဘယ်နေရာမှာရှိနေတယ်လဲဆိုတာကိုအလွန်မင်းရှုပ်ဝက်ထားနိုင်ပါတယ်။ကာရာဂူလော့ဖ်ရဲ့အဆိုအရပူတင်ရဲ့အဖွဲ့ဟာဒီနေရာသုံးခုထဲကသူတကယ်ဘယ်နေရာမှာရှိနေတယ်လဲဆိုတာကိုဘယ်သူမှမသိနိုင်အောင်အထူးစီမံပြီးဒီအခန်းတွေကိုဒီဇိုင်းထုတ်ထားခဲ့တာလို့ဆိုပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေမှာသမ္မတဟာတနေရာမှာရှိနေတယ်လို့ပြောနေပေမဲ့တကယ်တမ်းမှာတော့သူကတခြားနေရာတွေမှာရောက်နေတာမျိုးတွေတခါတရံဖြစ်တတ်ပါတယ်ပူတင်ကတကယ်တမ်းထွက်ခွာဖို့အစီအစဉ်မရှိဘဲနဲ့တော့လုံခြုံရေးအရာရှိတွေကတမင်တကာလေယာဉ်တစ်စင်းကိုပြင်ဆင်တာဒါမှမဟုတ်ရင်ထဲတစ်ခုကိုတနေရာစီဆလော့တာမျိုးတွေလုပ်တတ်ကြတယ်လို့ဗက်ပြောလာသူကဆိုပါတယ်ကာရာဂူလော့ဖ်ကသူကြုံတွေ့ခဲ့ရတာကိုအခုလိုပြန်ပြောပြပါတယ်သူဆိုချင်မှရှိနေမဲ့ကျွန်တော်သိနေတဲ့အချိန်တွေရှိခဲ့တယ်နောက်ခါမှာတီဗီဖွင့်ထားတဲ့သတင်းတွေလာနေတယ်သတင်းထဲမှာတော့သူကနိုဗိုအာဂရိုဗိုမှာအစည်းအဝေးတစ်ခုလုပ်နေတဲ့ပုံကိုပြနေတာအဲ့ဒါနဲ့ကျွန်တော်ကဆိုချင်မှရှိတဲ့လောက်ဖို့ကြိုက်ဖက်တယောက်ကိုသူထွက်သွားပြီလားလို့မေးကြည့်လိုက်တော့မဟုတ်ဘူးသူဒီမှာပဲရှိနေတုန်းပဲလို့ပြန်ပြောခဲ့တယ်လို့ဆိုရတယ်ပူတင်ရဲ့ပတ်ဝန်းကျင်လုံခြုံရေး Federal ကာကွယ်ဝန်ဆောင်မှု FSO ကတင်းကျပ်ထားတယ်လို့သိရပါတယ် Federal ကာကွယ်ဝန်ဆောင်မှုဟာပူတင်ရဲ့ပတ်ဝန်းကျင်လုံခြုံရေးအစီအမံတွေကိုတည်တသာတိုးမြင့်လိုက်ပါတယ်သမ္မတရုံးကိုလာရောက်လာသူတွေဟာ FSO အရာရှိတွေရဲ့တကိုယ်လုံးရှာဖွေစစ်ဆေးမှုအပါအဝင်အစင်းအစင်းရှိတဲ့စစ်ဆေးမှုတွေကိုဖျက်ဆီးရပါတယ်ရုရှားကော်ဆောင်နဲ့အချိန်ကြာမြင့်စွာဆက်ဆက်နေတဲ့ Novo Ogrovo နေနဲ့ Beltane နေလိုမျိုးပုံမှန်နေတွေကိုပူတင်နဲ့သူမိသားစုတွားရောက်တာမျိုးမရှိတော့ဘူးလို့လည်းသတင်းကဆိုပါတယ်။အဲဒီဆိုရုရှားသမ္မတဟာရုရှားနိုင်ငံ Krasnodar ဒေသကနေရာတွေအပါအဝင်ပြုပြင်မွမ်းမံထားတဲ့ဘုံခိုကျင်းတွေမှာခိုးလုံနေတယ်လို့အစီရင်ခံစာကဖော်ပြပါတယ်။သမ္မတပုံမှန်တွားရောက်လေရှိတဲ့နေရာစင်းတွေကို FSO ကတည်တသာချောချပစ်လိုက်ပါတယ်။သူရောသူမိသားစုပါမော်စကိုဒေသနဲ့ဘော်ချိုက်ကသူတို့ရဲ့ပုံမှန်နေတွေကိုတွားရောက်လေမရှိကြပါဘူး။
ပူတင်ဟာဒီမြေအောက်အချောင်းတွေထဲမှာတခါဝင်ရင်သတင်းပဲပေါက်များစွာအချိန်ဖြုံးနိုင်ပြီးအစိုးရပိုင်မီဒီယာတွေကတော့အရာရာပုံမှန်ပဲလို့ထင်ရအောင်ကြိုတင်ရိုက်ကူးထားတဲ့သူ့ရဲ့ပုံရိပ်တွေကိုဆက်ပြီးထုတ်လွှင့်ပြသနေတယ်လို့အဲ့ဒီသတင်းမှာပဲဖော်ပြထားပါတယ်အဓိကတိမ်မောင်မှုတစ်ခုကတော့လုံခြုံရေးကောင်စီအတွင်းရေးမှူးဆာဂက်ရှရိုက်ဂိုနဲ့ပတ်သက်နေပုံရပြီးခရမ်လန်တိုင်ဝမ်အတွင်းမှာတော့သူ့ကိုအာဏာသိမ်းမှုဆိုင်ရာစိုးရိမ်ပူပန်မှုတွေနဲ့ဆက်နေတယ်လို့ရှုမြင်ထားကြပါတယ်2025ခုနှစ်ဒီဇင်ဘာလကမော်စကိုမြို့မှာဒုတိယဗိုလ်ချုပ်ကြီးဖန်နက်စပရော့ကာဘွန်ခွဲလုံခြံခံရပြီးနောက်ပိုင်းမှာတန်တရားလွန်ခဲ့တဲ့လေထုကပုံမပြင်းထန်လာခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဖျက်ကြောင့်ရုရှားထိပ်တဲ့အရာရှိကြီးတွေကြားမှာအရေးပေါ်လုံခြုံရေးအစည်းအဝေးတစ်ခုကိုခေါ်ယူခဲ့ရပါတယ်အစီရင်ခံစာအရအဲ့ဒီအစည်းအဝေးဟာပြင်းထန်တဲ့အခြေတင်စကားများမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီတိတ်မာတဲ့အစည်းအဝေးပြီးမှာတော့ပူတင်ကအားလုံးကိုတည်တည်ငြိမ်ငြိမ်နေဖို့တောင်းဆိုခဲ့ပြီးဆွေးနွေးမှုပုံစံကိုပြောင်းလဲဖို့အကြံပြုခဲ့ပါတယ်အစည်းအဝေးမှာဆွေးနွေးခဲ့ကြတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်သူတို့ရဲ့အဆိုပြုချက်တွေကိုတပတ်အတွင်းတင်ပြကြဖို့ပါဝင်သူတွေကိုသူကညွှန်ကြားခဲ့ပါတယ်ပူတင်အနီးနားမှာအလုံးလုံးနေကြတဲ့ခရမ်လန်ဝန်ထမ်းတွေဟာအင်တာနက်အသုံးပြုလို့ရတဲ့စက်ပစ္စည်းတွေကိုသိမ်းဆည်းခံရပြီးအများပြည်သူတေယူပို့ဆောင်ရေးယာဉ်တွေကိုအသုံးပြုခွင့်ပိတ်ပင်ထားရတယ်လို့တိုးချက်စောင့်ကြည့်မှုတွေအောက်မှာလည်းထားရှိခံရတယ်လို့သတင်းဌာနကထပ်မံပြောဆိုထားပါတယ်ဒီပြောဆိုချက်တွေထဲကဘယ်အရာကိုမှတိကျအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ဒါတွေဟာအတွင်းပိုင်းယုံကြည်မှုတွေကြောင့်တဖြည်းဖြည်းလွှမ်းမိုးခံရတဲ့ရုရှားကောက်ဆောင်ပိုင်းရဲ့ပုံရိပ်ကိုဖော်ပြနေပါတယ်တကယ်လို့ဒါတိကျမှန်ကန်ခဲ့မယ်ဆိုရင်ယူကရိန်းစစ်မြေပြင်ကဖိအားတွေအပြင်ခရမ်လန်ဟာအခုဆိုရင်ပူတင်အတွက်ပိုပြီးအန်ဒီယများနိုင်ခြေရှိတဲ့အရာတစ်ခုဖြစ်တဲ့ကိုယ်အိမ်နံရံတွေအတွင်းကလာတဲ့ကြောက်ရွံ့မှုဆိုတာကိုရင်ဆိုင်ရနိုင်တယ်လို့အစီရင်ခံစာကအကြံပြုထားပါတယ်ယူကရိန်းနိုင်ငံအရှေ့ပိုင်းစစ်မျက်နှာကနေစိတ်မချမ်းမြေ့စရာဆွဆွဲချက်တွေထွက်ပေါ်နေပါတယ်အဲ့ဒီမှာဆော်ရဒီစစ်စင်ရဲ့ကာလအတွင်းထဝဲပစ္စည်းတွေဆိုးဆိုးရွားရွားပြတ်တောက်တော့ခဲ့ပြီးတဲ့နောက်ရုရှားစစ်သားတွေကိုလူသားချင်းချင်းပြန်စားတယ်ဆိုပြီးဆွဲထားပါတယ်ယူကရိန်းစစ်ဖက်ဆရာထောက်လဲရဲ့အဆိုအရကြားဖြတ်ဖန်ယူထားတဲ့ Telegram ဆက်သွယ်မှုတွေနဲ့စစ်မြေပြင်ကပုံရိပ်တွေထဲမှာရုရှားချေလျန်တပ်သားတွေကတေဆုံးတော်တဲ့လောက်ပေါ်ကိုက်ဖက်တွေကိုစားတောက်ခဲ့တယ်ဆိုတဲ့ဖြစ်ရအနည်းဆုံး၅ခုကိုပြသနေတယ်လို့ဆိုပါတယ်ဒီဆွဲချက်တွေကိုတော့တိကျအတည်ပြုလို့မရနိုင်သေးသလိုရုရှားကလည်းဒါတွေကိုဝါဒဖြန့်ချီရေးတသက်ပေးလို့ဆိုပြီးပယ်ချထားပါတယ်ဆွဲခံထားရတဲ့ဖြစ်တစ်ခုမှာ Chromoid ဆိုတဲ့အမည်ဝတ်နဲ့ရုရှားစစ်တပ်တို့ပါဝင်နေပြီးသူ့ကိုဒိုနက်က Minorok အနီးမှာစစ်တပ်2ဦးကိုတပ်ဖြတ်ပြီးတပ်ဖြတ်ခံရသူတို့ရဲ့ခန္ဓာကိုယ်အစိပ်ပိတ်ကိုစားဖို့စ조사နေစဉ်မှာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် Sunday Times ကိုပေးပို့တဲ့တပ်ပုံတစ်ပုံကိုစစ်ဆေးခဲ့တဲ့စစ်ဖက်ဆိုင်ရာခွဲစိတ်ဆရာဝန်တူကတပ်ပုံထဲကဒဏ်ရာတွေဟာပောက်ကွဲမှုလိုမျိုးစစ်ပွဲအတွင်းကရတဲ့ဒဏ်ရာတွေဖြစ်နိုင်ခြေမရှိပါဘူးပောက်ကွဲမှုဒါမှမဟုတ်အစားအစာထိမှန်တဲ့ဒဏ်ရာနဲ့မတူပါဘူးထက်မြက်တဲ့ဓာတ်နဲ့လိဖြတ်ခံထားရတယ်တူပါတယ်လို့ပြောပါတယ်Telegram ပေါ်ကအပြန်အလှန်စကားပြောဆိုမှုတစ်ခုမှာတော့မြင်မသိအရာရှိတူကတက်မဟာ9ရဲ့ကင်းထောက်တဲရင်ကဒုတိယတက်မှု Razikov Vladislav Abdukalikov ထံကိုဒီအမှုအကြောင်းသတင်းပို့ခဲ့ပါတယ်။အဲ့ဒီအရာရှိဟာဖျက်တောက်ထားတဲ့ခြေထောက်တစ်ချောင်းရဲ့ကြီးအားဆိုးတဲ့ဓာတ်ပုံတစ်ပုံနဲ့အာဟာရချို့တဲ့နေတဲ့စစ်သားတအုပ်ရဲ့ပုံတွေအပါအဝင်ဓာတ်ပုံများစွာကိုမျှဝေခဲ့ပါတယ်။ Sunday Times ကအဲ့ဒီပုံတွေကိုအထူးပြု AI ထောက်လဲ software ကိုအသုံးပြုပြီးခွဲခြမ်းစိတ်ဖြာခဲ့ရမှာဒါတွေဟာဖန်တီးထားတာဒါမှမဟုတ်ပြုပြင်ထားတာမဟုတ်ဘူးဆိုတာကိုတွေးရှိခဲ့ရကြောင်းရေးသားထားပါတယ်။ Telegram ကအပြန်အလှန်ပြောဆိုမှုအရရုရှားအရာရှိကတက်မဟာထဲမှာဖြစ်ရတစ်ခုဖြစ်ပေါ်ခဲ့တယ်။အတိုးချုပ်ပြောရရင်ကိုလူတစ်ယောက်ကတခြားနှစ်ယောက်ကိုတက်လိုက်တယ်။ပြီးတော့သူကခြေထောက်တစ်ချောက်ကိုဖြတ်ပြီးသူတို့ထဲကတစ်ယောက်ကိုစားဖို့စ조사ခဲ့တယ်။နောက်ဆုံးဒီနေ့မှာသူတို့ကိုခေါ်တော့တဲ့မြောက်ခန်းကိုတောချတွေ့ခဲ့တယ်။ခြေထောက်တစ်ချောက်ကိုဖြတ်ပြီးအသားကျိတ်ဆက်ဒါမှမဟုတ်တစ်ခုခုထဲကိုထည့်ပြီးလှဲရင်စားဖို့စ조사နေတာကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။သူ့ကိုလာစစ်ဆေးတဲ့အချိန်မှာသူကတနက်နဲ့လက်ပစ်ခဲ့တယ်။အဲ့ဒါနဲ့သူတို့ကသူ့ကိုတက်လိုက်တယ်လို့လည်းဆိုပါတယ်နောက်ပိုင်းမှာအဲ့ဒီအရာရှိကအဲ့ဒီအသားကျိတ်ဆက်ကိုသူဘယ်ကရလာတယ်လဲဆိုတာတော့ကျွန်တော်လည်းမသိဘူးအဲ့ဒါကစိတ်ဝင်စားဖို့အကောင်းဆုံးအပိုင်ပဲလို့ထပ်ဖြစ်ပြောပါတယ်တက်မှုကလည်းသူတို့ကိုအစာမကျွေးထားလို့လားဘာဖြစ်တာလဲငါနားမလည်နိုင်အောင်ဖြစ်ရတယ်လို့ပြန်လေဖြေချခဲ့ပါတယ်အဲ့တော့အရာရှိကကျွန်တော်တို့လူတွေလည်းမကြခင်တယောက်ကိုတယောက်ပြန်စားကြတော့မယ်လူတွေအကုန်လုံးပိန်လီနေပြီးအားလုံးကငမောခောက်ပါတဲ့ရိတ်ခါတွေနဲ့ပဲနေရတယ်လို့သတိပေးခဲ့ပါတယ်တခြား Telegram စကားပြောဆိုမှုတစ်ခုမှလည်းတိကျဖြစ်နေတဲ့လူသားချင်းချင်းစားသုံးတဲ့ပြက်တွေအကြောင်းဆွေးနွေးမှုတွေပေါင်းပါတယ်။မနေ့ကဧပြီလ3ရက်နေ့မှာပြန်လည်ရယူနိုင်ခဲ့တဲ့စကားပြောဆိုမှုတစ်ခုမှာအမက်50လေစက်တက်ချလင်တဲရင်က most အမြင့်ဝတ်နဲ့စစ်တပ်အုပ်ဟာ Donetsk က Bakhmut အနီးမှာအခြေစိုက်နေစဉ်စစ်တပ်အုပ်နဲ့ဘန်ကာတစ်ခုတည်းအတူတူနေရတဲ့အကြောင်းသူ့ရဲ့တက်မှုကိုတိုက်တန်းခဲ့ပါတယ်။သူသာတာမဲ့လူတယောက်ဆိုရင်ဒီမှာနေချင်တဲ့လောက်နေလို့ရပါတယ်။ဒါပေမဲ့သူကအလော့ကိုစားခဲ့တာလူသားကိုစားခဲ့တာကျွန်တော်ကမွတ်စလင်တယောက်ပါအဲ့လိုလူမျိုးကိုကျွန်တော်ရဲ့ခေါ်လုံရထဲကိုလာတာမျိုးမလိုလားပါဘူးလို့သူကပြောခဲ့ပါတယ်2025ခုနှစ်အော်တိုဘာလ10ရက်နေ့မှာတော့ Pokrovsky အနီးက Udeshny မှာတက်ဆွဲထားစဉ်တွင်အမက်1630ခုနှစ်စက်တက်ချင်တဲ့တိုင်းရဲ့တက်မှုကသူ့ရဲ့လက်အောက်ငယ်သားတူကိုလူသားချင်းချင်းစားသုံးမှုနဲ့ဆွဲခဲ့ပါတယ်မင်းတခုခုပြောခဲ့မယ်ဆိုရင်မင်းဘယ်သွားရမယ်အသားဘယ်မှာသွားရှာရမယ်ဆိုတော့ငါလမ်းညွန်ပေးခဲ့မှာပေါ့
ဘာလို့မင်းကအခုလိုမျိုးကိုလူတွေကိုပြန်စားနေရတာလဲလူတွေကိုစားတာရဲလိုက်စမ်းပါလို့သူကပြောခဲ့ပါတယ်ယူကရိန်းဟက်ကာတွေ Telegram ကနေရှာတွေ့ခဲ့တဲ့တိကျ message တစ်ခုမှာတော့အမေ55စစ်တပ်ချီလျင်တက်မဟာရဲ့စီဦးစီးချုပ်ကသူ့ရဲ့လောင်းငယ်သားစီကိုမနစ်ကဒီဇင်ဘာမှာတပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးစာရေးသားခဲ့ပြီးအရဲမတော့ရမွေးရစေဝမသုံးဆွဲရအထောက်ထားစာရွက်စာတမ်းမပါဘဲတော်လာချင်းမပြူရလူသားချင်းချင်းမစားရလို့အမိန့်ထုတ်ခဲ့ပါတယ်မနစ်ကယူကရိန်းစစ်တပ်ဟာဆဲရဲတိုက်ထွာမှုတွေအပြစ်ပါဝင်တဲ့ဖုံးခေါ်ဆိုမှုတစ်ခုကိုထုတ်ပြန်ခဲ့ပြီးအဲ့ထက်မှာစစ်သားတို့ကသူ့ရဲ့ရဲဘော်ဖြစ်သူဘရီလော့အမည်ဝဲရှိသူကိုမိုဖာအမည်ဝဲနဲ့တခြားစစ်သားတို့ကိုတပ်ဖြတ်စားတောက်ခဲ့တယ်လို့ဆွဲခဲ့ပါတယ်ဘရီလော့ကသူ့ကိုရိုက်သေးပြီးတော့နှစ်ပတ်လောက်ကြာအောင်သူ့ကိုစားခဲ့တယ်လို့ပြောခဲ့ပါတယ်လန်ဒန်မြို့မှာရှိတဲ့ရုရှားတပ်ရုံးကတော့ဒီဆွဲချက်တွေကိုပယ်ချခဲ့ပါတယ်သတင်းထောက်တွေနဲ့စကားပြောဆိုရမှာပြောရေးဆိုခွင့်ရှိသူတို့ကခင်ဗျားတို့ဖော်ပြတော့တာတွေဟာယူကရိန်းစစ်ဖက်ဆိုင်ရာထောက်လှမ်းရေးကပေးပို့ထားတဲ့လောက်ကျန်ဖက်တီချက်တွေသာဖြစ်ပါတယ်။သူတို့ဘွဲ့ရဲ့လုံငယ်စဉ်ကဝါဒဖြတ်ချီရေးတွေထုတ်လုပ်ဖို့ပဲဖြစ်ပြီးအချက်လက်တွေကိုစုဆောက်ဖို့မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။တချင်တည်းမှာပဲစီးရဲခွဲချက်စိတ်ပြသူတွေကလူသားချင်းချင်းစားသုံးတယ်ဆိုတဲ့ဆွဲချက်တွေကိုသတိထားပြီးချင်းကပ်ဖို့လိုအပ်ပေမဲ့ညက်ပြင်းတဲ့ထောက်ပံ့ရေးစနစ်ဟာရုရှားတပ်ဖွဲ့တွေအတွက်ယုံကြည်လောက်စရာပြဿနာတစ်ခုအဖြစ်ရှိနေဆဲပဲလို့ဆိုကြပါတယ်သတင်းပို့ချက်အများစုဟာယူကရိန်းဘက်ကကြားဖြတ်ဖက်ယူထားတဲ့ဆက်သွယ်ရေးမက်တပ်တွေကနေလာတာဖြစ်တဲ့အတွက်သူတို့ဘက်ကရွေးချယ်ပြီးသတင်းပေးပို့နိုင်ခြင်းရှိတယ်ဆိုတာကိုတော့ထည့်တွက်ရပါလိမ့်မယ်။ဒါပေမဲ့ရုရှားစစ်တပ်အတွက်ထောက်ပံ့ပို့ဆောင်ရေးအားနည်းတယ်ဆိုတဲ့အချက်ကတော့လုံးဝယုံကြည်နိုင်စရာဖြစ်ပါတယ်။တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ဖို့ဆိုတာရုရှားစစ်တပ်ရဲ့အဓိကဦးစားပေးတစ်ခုမဟုတ်ပါဘူး။ American စေခွဲချမ်းစိတ်ဖြာသူ Vikram Mitchell က Sunday Times နဲ့စကားပြောဆိုရမှာချီလျင်တပ်သားအရေးအတွက်အများတိုးလာတာနဲ့အမျှထောက်ပံ့ပစ္စည်းတွေအများကြီးတိုးမြင့်ဖို့လိုအပ်လာပြီးအထူးသဖြင့်ကျန်းတဲ့ဆောက်ရသည့်ကာလအတွင်းမှာဒါကစင်ခေါ်မှုတစ်ခုဖြစ်လာတယ်ဆိုတာသက်သေပြနေပါတယ်လို့ပြောပါတယ်။ရုရှားကယူကရိန်းကိုကျူးကျော်တာမျိုးလိုစင်စမ်းပြတ်ထိုးစစ်ဆင်မှုတွေအတွက်ရှေ့တဲ့ကိုထောက်ပံ့ပစ္စည်းတွေအစမ်းပြတ်စစ်ဆင်နေဖို့လိုအပ်ပါတယ်။ပြီးခဲ့တဲ့ဆော်ရသည်မှာကျွန်တော်တို့တွေ့ခဲ့ရတဲ့ပြင်းထန်တဲ့ရာသီဥတုဟာတေယူပို့ဆောင်ရေးကွန်ရက်တွေနဲ့တပ်ဖွဲ့ဝင်တွေရဲ့ရက်တီနိုင်ရဲ့အပေါ်မှာဖိအားတွေတက်ရောက်စေခဲ့မှာပဲဖြစ်ပါတယ်။ဒါမဲ့ယူကရိန်းဟာလည်းရှေ့တဲ့ထောက်ပံ့ရေးနဲ့ပတ်သက်ပြီးသူ့ဟာသူအရှုံးတော်ပုံတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ကူပီယန်စ်မျိုးအနီးကအပြင်းပြင်းထန်ထန်ပိန်ချုံနေတဲ့ယူကရိန်းစစ်သားတွေရဲ့ပုံရိပ်တွေကြောင့်ကီယက်အစိုးရဟာတဲမှုနူးကိုယာထုကနေဖယ်ရှားခဲ့ရပါတယ်။ယူကရိန်းစစ်သားဇလင်တူကဒီလိုပြောပါတယ်။ကောက်လေးတွေရှေ့တဲ့ကိုစားရောက်တော့ကသူတို့ကိုလေးချိန်80ကနေ90ကီလိုဂရမ်လောက်ရှိခဲ့ပေမဲ့အခုတော့90ကီလိုဂရမ်လောက်ပဲရှိပါတော့တယ်။သူတို့အစာမစားရပဲအကြာဆုံးနေခဲ့ရတာ19ရက်အထိရှိပါတယ်။သူတို့ရေဒီယိုကနေအကြောင်းကြားတာကိုဘယ်သူမှနားမထောင်ခဲ့ကြဘူး။ဒါမှမဟုတ်ဘယ်သူမှနားမထောင်ချင်ခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။ကျမယောက်ျားဆိုရင်အစားအသောက်နဲ့ရေမရှိတော့ဘူးဆိုပြီးအော်ဟစ်တောက်ပန်ခဲ့ရပါတယ်လို့ဆိုပါတယ်။နှစ်ဖက်စလုံးကလာတဲ့သတင်းတွေဟာယူကရိန်းစစ်ပွဲရဲ့ရက်စက်ကြမ်းကြုတ်တဲ့အဖြစ်မှန်တစ်ခုကိုညွှန်ပြနေပါတယ်။ဒရုန်းတွေအမြောက်တွေနဲ့လူအင်အားတွေကသတင်းကောင်းစင်တွေကိုလွှမ်းမိုးထားပေမဲ့ထောက်ပံ့ပို့ဆောင်ရေးကသာအသက်ရှင်ကျန်းရေးကိုဆုံးဖြတ်ပေးနိုင်ပါတယ်။အစားအစာရေနဲ့ကစ္စရေးလမ်းကြောင်းတွေပြိုလဲနေတဲ့အဲခဲနေတဲ့ရှစ်တဲ့စစ်မျက်နှာမှာစစ်သားတွေဟာရန်သူကိုတိုက်ခိုက်နေုံသာမကပဲပင်ပန်းနှွနေမှုငတ်မောခောက်ပါမှုနဲ့အမိန့်ပေးကွက်ကဲမှုစနစ်ပြိုလဲခြင်းတို့ကိုပါတိုက်ခိုက်နေကြရတာဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာအပြစ်ခတ်ရက်စဲရေးဆိုတဲ့စကားလုံးကိုသူ့ရဲ့နိုင်ငံရဲ့အကျိုးအမြတ်အတွက်အသုံးချတတ်တဲ့မက်တယ်ဆိုးတွေအများကြီးရှိခဲ့မှုပါတယ်။ပူတင်ဟာရုရှားလူမျိုးတွေအတွက်စိတ်ရရအရန်ရေးပါတဲ့အောက်ပွဲခံနေလိုမျိုးနေထုနှင်းမြတ်တွေကိုအခွင့်ကောင်းယူပြီးယူကရိန်းကိုသူ့ရဲ့ဩဇာအောက်မှာရှင်းနေတဲ့တယ်ဆိုတာပြသချင်နေတာပါတကယ်တော့ဥရောပနိုင်ငံအများစုနဲ့ယူကရိန်းဟာအဲ့ဒီနေ့ကိုမေလ10ရက်နေ့မှာပြောင်းလဲကျင်းပနေကြပြီဖြစ်လို့ပူတင်ရဲ့ဆိုဗီယက်ခေတ်ဟော်အတွဲခေါ်တွေနဲ့ကွဲပြားနေပါပြီပူတင်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုတော့ဖုံးဆက်ပြီးယူကရိန်းကိုအပြည့်အဖို့ဖျောက်ဖျပေးပါလို့အရှက်မရှိတောင်းဆိုခဲ့ပါသေးတယ်ဒါပေမဲ့ထူးခြားတာကအဲ့လိုတောက်ဆိုပေးတာနဲ့တပြိုင်နက်ရုရှားတပ်တွေကယူကရိန်းမြို့တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အရက်သားတွေတေဆုံးခဲ့ရပါတယ်။ဒါပူတင်နဲ့လူသက်တွေကိုဂယုမစိုက်ပဲဟန်ပြအခမ်းအနားတွေကိုပဲအလဲထားတယ်ဆိုတာပြနေတာဖြစ်လို့ယူကရိန်းဘက်ကပူတင်ကိုလုံးဝယုံကြည်မှုမရှိတော့တာဖြစ်ပါတယ်။မေလ9ရက်နေ့စေးပြအခမ်းအနားကိုအကျဉ်းချုံပြီးကျင်းပခဲ့ရတာဟာရုရှားရဲ့စေးအင်အားနေလာတာကိုပြသနေတာလို့လေ့လာသူတွေကထောက်ပြကြပါတယ်။အရင်ကဆိုဗီယက်ခေတ်လက်နက်ကြီးတွေကိုထုတ်ပြပြီးကြောဝါခဲ့ပေမဲ့အခုခေတ်စစ်မြေပြင်မှာတော့အဲ့လက်နက်ကြီးတွေက drone နည်းပညာလောက်အသုံးမဝင်တော့ပါဘူးယူကရိန်းက drone တွေကိုအချိုးအစားမငြိမ်တဲ့စစ်စင်ရဲတွေမှာထိထိရောက်သုံးနိုင်လာတာကြောင့်ရုရှားရဲ့စစ်ရေးအသာစီးအမှုဟာပျောက်ဆုံးနေပါတယ်ဒါပြင်ပူတင်ဟာသူ့ကိုယ်သူလှုပ်ကြံခံရမှာကိုအရင်ကထက်ပိုပြီးကြောက်လန့်လာတာကြောင့်ဝေးလံတဲ့နေရာတွေကမြောက်ဘုံကိုကျင်းတွေထဲမှာပဲပုံအောင်နေရပါတယ်ပြည်တွင်းမှာလည်း Telegram လိုမျိုးလူမှုကွန်ရက်တွေကိုပိတ်ပင်ပြီးပြည်သူတွေကိုဖိနှိပ်နေတာကြောင့်ပြည်သူတွေရဲ့မကျေနပ်မှုတွေဟာပူတင်အတွက်ကြီးမားတဲ့ချင်းချောက်မှုဖြစ်လာနေပါတယ်။စစ်မြေပြင်မှာယူကရိန်းကနေမြေတွေပြန်ရလာတာဟာ drone နည်းပညာကြောင့်ပဲဖြစ်ပါတယ်။အရင်ကအမြောက်ဆန်ဘယ်မီလီမီတာ3မလဲဆိုတာကအရေးကြီးခဲ့ပေမဲ့အခုတော့အဲ့ဒါတွေကအဓိကမဟုတ်တော့ပါဘူး။
ယူကရိန်းမှာလူဝင်အားနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေအားနည်းနေတဲ့ပေမဲ့ညံရီတို့ AI စနစ်သုံး drone တွေကစစ်ရင်ပြင်ရဲ့အခြေအနေကိုပြောင်းလဲပစ်လိုက်ပါတယ်။ drone တွေကြောင့်နှစ်ဖက်စလုံးအတွက်ရှေးရိုးဆွဲတိုက်ခိုက်ပုံစံနဲ့ထိုးစစ်ဆင်ဖို့ကအလွန်ကုန်ကျစရိတ်များပြီးခက်ခဲလာပါတယ်။ drone ပညာကပဲယူကရိန်းတပ်တွေကိုခံစစ်မှာကြက်ကြက်ခံနိုင်ုံတင်မကပဲဇာပိုရီရှာလိုဒေသတွေမှာပါရုတ်တရက်ထိုးစစ်ဆင်ပြီးနေမြေတွေပြန်သိမ်းနိုင်တဲ့အထိစွမ်းဆောင်နိုင်စေခဲ့တာဖြစ်ပါတယ်။တတမန်ရေးရကြည့်မယ်ဆိုရင်ဒေါ်နယ်ထရန့်နဲ့ပူတင်တို့ရဲ့ဆက်ဆံရေးဟာယူကရိန်းအတွက်ဘာမှအကျိုးမရှိတဲ့လမ်းဆုံးကိုရောက်နေပါပြီ။ထရန့်ရဲ့အတိုင်းဝိုင်းကလူတွေဟာတတမန်ရေးရမှာကြွန့်ကျင်မှုမရှိကြသလိုယူကရိန်းအတွက်ခိုင်မာတဲ့လုံခြုံရေးအာမခံချက်လည်းမပေးနိုင်ကြပါဘူး။ဒါကြောင့်ယူကရိန်းဟာအမေရိကန်ကိုပဲမျှော်လင့်မနေတော့ပဲဥရောပနိုင်ငံတွေနဲ့ပုံမနိကတဲ့ဆက်ဆံရေးတည်ဆောက်ဖို့လမ်းကြောင်းပြောင်းနေပါတယ်။ထရန့်ဆိုရအနေနဲ့လည်းအောင်မြင်မှုမရနိုင်တဲ့ဆွေးနွေးပွဲတွေကိုထက်ကတလဲလဲမလုပ်ချင်တော့တာကြောင့်တတမန်ရေးရတွဲဆုံမှုတွေဟာရက်တက်နေတာဖြစ်ပြီးဘယ်တော့ပြန်စမလဲဆိုတာတော့မသေးချာတဲ့အခြေအနေမှာရှိနေပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကဒီလောက်ပါအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။